အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့ရွှေလင်္ကာ channel ကနေဂျပန်နဲ့တရုတ်ကမ်းရိုးတန်းနှစ်နိုင်ငံစလုံးကိုဒရက်ချမ်းဝင်ရောက်မှွေနှောက်ပြီးအကြီးကျယ်တုန်လှုပ်သွားစေခဲ့တဲ့ဖျက်အားပြင်းအေယာမတိုက်ဖုန်းမှုန်တိုင်းဘာဘီရဲ့ကြောက်မက်ဖွယ်ရာဖြစ်ရမှန်တဘာဝဘေးအန္တရာယ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားကောင်းပြစ်ထန်တဲ့တိုက်ဖုန်းမှုန်တိုင်းဘာဘီဟာဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါစီရင်စုရှိအီကီဂါချီကျွန်းစုစီတို့တိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်အရှိန်ပြင်းလေမုန်တိုင်းတီးထန်စွာရွာသွန်းတဲ့မိုးနဲ့အန္တရာယ်ရှိတဲ့လှိုင်းတဘိုးကြီးတွေဖြစ်ပေါ်ခဲ့ပြီးဒေသခံပြည်သူတွေကိုဘေးလွတ်ရာမှာခုံလုံစေခဲ့ရကတစီရင်စုလုံးရဲ့နေ့စဉ်လူမှုဘဝတွေကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်လမ်းမတွေပေါ်မှာလူသူကင်းမဲ့လူနီးပန်းဖြစ်ခဲ့ရသလိုလမ်းမဆက်သွယ်ရေးကွန်ရက်တွေဟာလည်းလုံးဝရပ်ဆိုင်းသွားခဲ့ပြီးအရှိန်ပြင်းတဲ့လေတိုက်ခတ်မှုမိုးသီးထန်စွာရွာသွန်းမှုနဲ့တောင်းချမ်းနေတဲ့ပင်လယ်လှိုင်းတဘိုးတွေပေါင်းဆက်မှုတွေကြောင့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေအထိဖြစ်လာနိုင်ကြောင်းအရေးပေါ်ကယ်ဆယ်ရေးအာဏာပိုင်တွေကသတိပေးခဲ့ပါတယ်။အိုကီနာဝါစီရင်စုရှိဆာကီရှိမာကျွန်းစုမှာတည်ရှိတဲ့အီကီဂါရှိကျွန်းဟာတိုင်ဖုန်းမုန်တိုင်းပါပြီးဂျပန်နိုင်ငံအနောက်တောင်ပိုင်းဒေသကိုဖျက်ဆီးသွားစဉ်အတွင်းမုန်တိုင်းတန်အခမ်းအနားဆုံးဧရိယာတွေကတစ်ခုဖြစ်ပါတယ်။ကံရိုးတဲ့လူမှုအတိုင်းဝိုင်းများနဲ့ခီးသွွားလုပ်ငန်းများကြောင့်လူသိများတဲ့အဆိုပါကျွန်းဟာတိုင်ဖုန်းမုန်တိုင်းရဲ့အပြင်ဘက်မုန်တိုင်းတိမ်လိပ်လိုင်း Outer Bands တွေရဲ့အပြည့်အဝရိုက်ခတ်မှုတံကိုခံခဲ့ရပြီးလူနေရပ်ကွက်များစိတ်ကမ်းများနဲ့အကာအကွယ်မဲ့နေတဲ့ကမ်းရိုးတန်းဇုံတစ်ခုလုံးမှာအရှိန်ပြင်းတဲ့လေပြင်းတိုက်ခတ်မှုတံကိုအလူးလဲခံခဲ့ရပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီ JMA ကတိုင်ဖုန်းမုန်တိုင်းဘာဘီဟာအဆိုပါဒေသတို့ချင်းကပ်လာစဉ်အတွင်းအန္တရာယ်ရှိတဲ့လေတိုက်နှုန်းနဲ့မိုးဝင်ချိန်ပမာဏတွေပါဝင်လာကြောင်းသတိပေးခဲ့ပါတယ်။မုန်တိုင်းရဲ့ဗဟိုချက်အနီးမှာပုံမပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုတွေရှိနေပြီးတနအီကို162ကီလိုမီတာဝန်းကျင်ရှိတဲ့အနှိမ့်ဆုံးတည်ငြိမ်လေတိုက်နှုန်း sustain wind ကိုဖြစ်ပေါ်စေပါတယ်။အာဏာပိုင်တွေကအဆိုပါအရှိန်ပြင်းလေမုန်တိုင်းတွေကြောင့်အဆောက်အုံပျက်စီးခြင်းပရိပေါက်မှန်များကွဲအပ်ခြင်းတစ်ပယ်များလဲပြိုခြင်းနဲ့မခိုင်ခန့်တဲ့ပစ္စည်းအပိုင်းအစာများလေထဲလွင့်ပါသွားခြင်းများဖြစ်ပေါ်နိုင်ကြောင်းအသိပေးနှိုးဆော်ခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းပုံမိုးအားကောင်းလာသည်နဲ့အမျှအီရှီဂါဂီကျွန်းရဲ့ကမ်းရိုးတန်းတစ်ခုလုံးဟာအေယာမလှိုင်းလုံးကြီးများနဲ့ပြင်းထန်တဲ့ပင်လယ်ရေလှိုင်းတံကိုခံခဲ့ရပါတယ်။လှိုင်းလုံးကြီးတွေဟာကမ်းထိန်နိုင်ရန်များနဲ့စိတ်ကမ်းအဆောက်အုံများကိုဒရဲချမ်းရိုက်ခတ်ခဲ့ပြီးတန်ငါသည်လေများကလည်းအန္တရာယ်ရှိတဲ့ရာသီဥတုတန်းကြောင့်ပျက်စီးဆုံးရှုံးမှုမရှိစေရန်စိတ်ကမ်းများမှာသေးသေးချာချာချီနှောင်ထားခဲ့ရပါတယ်။ရုတ်တရက်ထွက်ပေါ်လာတဲ့လှိုင်းလုံးကြီးများနဲ့မုန်တိုင်းဒီရေ storm surge ကြောင့်လူများမျောပါသွားနိုင်တာမို့ကမ်းခြေများကမ်းရိုးတန်းများနဲ့စိတ်ကမ်းဧရိယာများနဲ့ဝေးဝေးနေရန်ဒေသခံများကိုသတိပေးခဲ့ပါတယ်။ဒါ့အပြင်ကျွန်းတစ်ခွင်မှာတော့မိုးသီးထန်စွာရွာသွန်းခဲ့တာကြောင့်ရုတ်တရက်ရေကြီးခြင်းမြေပြိုခြင်းများဖြစ်ပေါ်လာနိုင်တဲ့စိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဇက်တိုက်ရွာသွန်းတဲ့မိုးကြောင့်ချောင်းနဲ့ရေနုံမြောင်းတွေအတွင်းရေမျက်နှာပြင်ဟာမြင့်တက်မှုပြန်ဆန်ခဲ့ပြီးအာဏာပိုင်တွေကလည်းတောင်ကုန်းတောင်တန်းဒေသတွေမှာမတည်ငြိမ်တဲ့တောင်စောင်းမြေသားတွေကြောင့်အန္တရာယ်ပုံပုံများပြားလာနိုင်ကြောင်းသတိပေးထားပါတယ်။မြစ်ချောင်းများနဲ့တောင်စောင်းများအနီးမှာနေထိုင်ကြတဲ့ဒေသခံပြည်သူများအနေဖြင့်ဘေးလွတ်ရာရွှေ့ပြောင်းရေးသတင်းအချက်အလက်တွေကိုအနီးကပ်စောင့်ကြည့်ရန်နဲ့အခြေအနေပုံပုံဆိုးရွားလာပါကအမြန်ဆုံးရွှေ့ပြောင်းနိုင်ရန်ပြင်ဆင်ထားကြပါရန်တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။အရှိန်ပြင်းတဲ့လေမုန်တိုင်းကြောင့်အီရှီဂါဂီကျွန်းဒေသရှိလျှက်စင်မီဝန်ဆောင်မှုလုပ်ငန်းများကြဲကြဲပြန့်ပြန့်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါတယ်။လေပြင်းတိုက်ခတ်မှုကြောင့်ဒေသခံအဆောက်အအုံများထိခိုက်ခဲ့ရပြီးအဆောက်အအုံပေါင်း900ခန့်မီးပြတ်တောက်ခဲ့ရပါတယ်။လျှက်စက်ဝန်ထမ်းများဟာမီးပြန်လည်ရရှိစေရန်ပြင်ဆင်ခဲ့ကြတော့လဲအန္တရာယ်ရှိတဲ့ရာသီဥတုအခြေအနေများကြောင့်ပြုပြင်ရေးလုပ်ငန်းစဉ်များကြန့်ကြာခဲ့ရပါတယ်။ဒေသခံပြည်သူများအနေဖြင့်အရေးပေါ်ရိက္ခာများကိုချိုးချံချွေတာသုံးစွဲကြရန်လျှက်စစ်ပစ္စည်းများကိုအားသွင်းထားကြရန်နဲ့မီးအတော်ကြာပြတ်တောက်နိုင်မဲ့အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်အသိပေးနှိုးဆော်ခဲ့ပါတယ်။မုန်တိုင်းချင်းကပ်လာသည့်နေ့အမျှအီရှီဂါဂီတခွင်မှာလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများလည်းဆိုးဆိုးရွားရွားထိခိုက်ခဲ့ရပါတယ်။အီရှီဂါဂီလေဆိပ်ရှိလေကြောင်းခရီးစဉ်များဖြတ်သိမ်းခဲ့ရတဲ့အတွက်ခီးသည်ထောင်ပေါင်းများစွာရဲ့ခီးသွားလာခွင့်အစီအစဉ်များပြတ်ပြားခဲ့ရပါတယ်။လေပြင်းတိုက်ခတ်မှုနဲ့ရာသီဥတုဆိုးဝါးမှုတွေကြောင့်ပြန်တန်းရန်မပြည့်စုံသဖြင့်လေကြောင်းလိုင်းများက၎င်းတို့၏ဝန်ဆောင်မှုများကိုဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်အလွန်တောင်းကျမ်းနေတဲ့ပင်လယ်လှိုင်းတို့များကြောင့်အီရှီဂါဂီနဲ့ပတ်ဝန်းကျင်ကျွန်းများကိုဆက်သွယ်ပေးထားတဲ့ကရိုသမောဖယ်ရီပြေးဆွဲမှုများကိုလည်းရပ်ဆိုင်းခဲ့ရသဖြင့်ခီးသွားအများပြားဟာယာယီတောင်းတင်ခဲ့ရပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဘီမရောက်ခင်ဒေသခံများဟာမုန်တိုင်းအတွက်အလူရဲ့ပြင်ဆင်ခဲ့ရပါတယ်။နေအိမ်များနဲ့စီးပွားရေးလုပ်ငန်းများကိုပုံမခိုင်ခိုင်အောင်ပြုလုပ်ခြင်းဗရင်ပေါက်များကိုတည်တည်ချာချာပိတ်ဆို့ခြင်းအပြင်ဘက်ရှိစက်ပစ္စည်းများကိုအဆောက်အုံအတွင်းသို့ရွှေ့ပြောင်းခြင်းငါးဖမ်းရည်ရည်များကိုဘေးကင်းရာနေရာများတွင်ချီနှောင်ထားခြင်းများပြုလုပ်ခဲ့ရပါတယ်။လျှက်စင်မီပြတ်တောက်မှုများနဲ့လမ်းမဆက်သွယ်ရေးယာယီရပ်ဆိုင်းမှုများဖြစ်ပေါ်လာနိုင်သည်ကိုပြင်ဆင်တဲ့အနေနဲ့ပြည်သူများကရေတံမှုများအစားအစာများဘက်ထရီများနဲ့အရေးပေါ်ရိက္ခာပစ္စည်းများကိုဝယ်ယူစုဆောင်းခဲ့ရတဲ့အတွက်စူပါမားကတ်များမှာလည်းဝယ်လိုအားများမြင့်တက်ခဲ့ရပါတယ်။
ဒေသခံအာဏာပိုင်များဟာအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များကိုစတင်ဆောင်ရွက်ခဲ့ပြီးမုန်တိုင်းအချိန်ကိုရှော့မတွက်ရန်ဒေသခံပြည်သူများကိုလည်းတိုက်တွန်းထားပါတယ်။အနေအရှိဆုံးအကြိုက်တပ်များဟာရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းရေကြီးခြင်းနဲ့မုန်တိုင်းဗဟိုချက်ဖြတ်တန်းသွားပြီဟုထင်ရသည့်အချိန်မျိုးမှာဖြစ်ပေါ်တဲ့ကြောင်းတာဝန်ရှိသူများကထပ်ခါတလဲလဲသတိပေးခဲ့ပါတယ်။အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည်ကူညီဆောင်ရွက်ပေးရန်အသင့်ရှိနေတော့လဲပြင်းထန်သည့်ရာသီဥတုဆိုးရွားမှုဆက်လက်ဖြစ်ပွားနေစဉ်အတွင်းကယ်ဆယ်ရေးလုပ်ငန်းစဉ်များကြန့်ကြာနိုင်ခြင်းရှိပါတယ်။တိုက်ဖုန်းမုန်တိုင်းဘာဘီရဲ့ရိုက်ခတ်မှုသည်အီရှီကာဂီကျူးတစ်ခုတည်းနဲ့မဟုတ်ဘဲအိုကီနာဝါစီရင်စုတစ်ခွင်လုံးမှာရှိတဲ့ကျွန်းအမြောက်များအထိပါကျပြန့်ခဲ့ပါတယ်။အင်ဒီနာချင်းဒေသဖြစ်တဲ့မီယာကိုကျွန်းနဲ့ဆာရှိမာကျွန်းစု၏အခြားအစိပ်ပိုင်းများတွင်လည်းလေပြင်းတိုက်ခတ်ခြင်းမိုးသီးထန်စွာရွာသွန်းခြင်းနဲ့အန်ဒီရရှိတဲ့ပင်လယ်လိုင်းအခြေအနေကိုကြုံတွေ့ခဲ့ရပါတယ်။ထပ်မံရောက်ရှိလာမဲ့မုန်တိုင်းတိမ်တိမ်လမ်းများကြောင့်ပုံမပျက်စီးမှုဖြစ်ပေါ်နိုင်ခြေရှိတဲ့အတွက်အာဏာပိုင်များဟာမုန်တိုင်းရွေ့ရှားမှုကိုဆက်လက်စောင့်ကြည့်လျက်ရှိပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဘီရဲ့ကြီးမားလာတဲ့မုန်တိုင်းလက်ပတ်မှုဧရိယာဆာကလေးရှင်းကြောင့်မုန်တိုင်းမိုးကျရွေ့ရှားသွားပြီးသည့်တိုင်အောင်အန်ဒီရရှိသောအခြေအနေများဆက်လက်ရှိနေနိုင်ကြောင်းမိုးလေဝသပညာရှင်များကသတိပေးထားပါတယ်။မုန်တိုင်းမှာကြီးဖြတ်သန်းသွားပြီးတဲ့နောက်နိုင်ပေါင်းများစွာကြာသည့်အထိလေပြင်းတိုက်ခတ်ခြင်းမိုးသီးတန်ခြင်းနဲ့ပင်လယ်ပြင်လှိုင်းတဘိုးထန်ခြင်းစတဲ့ဘေးအန္တရာယ်များကြန့်ရှိနေတဲ့အခါရင်းအခြေအနေများဟာရေကြီးခြင်းပစ္စည်းများပြိုလဲခြင်းနဲ့ကံရိုးတန်းဖြစ်ရဆိုးများကြုံတွေ့ရနိုင်ခြေပုံမြင့်တက်စေပါတယ်။ဂျပန်နိုင်ငံကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့အားကောင်းပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းဘာဘီဟာဇူလိုင်လ17ရက်နေ့ညပိုင်းနဲ့ဇူလိုင်လ12ရက်နေ့မနေ့စောပိုင်းကတရုတ်နိုင်ငံအရှေ့ဘက်ကံရိုးတန်းဒေသစီကိုဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးဒါဟာယခုနှစ်အတွင်းဆိုပါနိုင်ငံကိုထိမှန်ခဲ့တဲ့အကောင်ဆုံးတိုင်ဖုန်းမုန်တိုင်းတွေကတစ်ခုဖြစ်လာပြန်ပါတယ်။အဆိုပါဖျက်ဆီးအပြင်းတဲ့မုန်တိုင်းကြောင့်ပြင်းထန်တဲ့လေမုန်တိုင်းတိထန်စွာရွာသွန်းတဲ့မိုးနဲ့အန္တရာယ်ရှိတဲ့ကမ်းခြေအခြေအနေတွေဖြစ်ပေါ်ခဲ့တာကြောင့်အကြီးအကျယ်ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေလုပ်ခဲ့ရသလိုလမ်းမဆက်သွယ်ရေးကွန်ရက်တွေလည်းပြတ်တောက်ခဲ့ရပြီးတရုတ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ပြည်သူတန်းပေါင်းများစွာကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားစေခဲ့ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဟာပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းဒေသတချို့ကိုဖျက်ဆီးပြီးဂျပန်နိုင်ငံတောင်ပိုင်းကျွန်းစုတွေကိုရိုက်ခတ်ကာထိုင်ဝမ်ကျွန်းအနီးကနေဖျက်ဆီးပြီးတဲ့နောက်တရုတ်ပြည်မကြီးစီသို့ဥတီရွေရှားကကိုင်ယိုရန်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဘီကိုင်ယိုရန်သို့ချင်းကပ်လာသည့်နှင့်အမျှတရုတ်အာဏာပိုင်တွေကအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေကိုစတင်ဆောင်ရွက်ခဲ့ပြီးအန္တရာယ်ရှိတဲ့ကိုင်ယိုရန်ဧရိယာတွေကိုပိတ်ဆို့ခြင်းလမ်းမဆက်သွယ်ရေးဝန်ဆောင်မှုများဆိုင်းငံ့ခြင်းနဲ့မုန်တိုင်းတံမခံနိုင်တဲ့အန္တရာယ်ရှိဇုံတွေကဒေသခံပြည်သူတွေကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်းစတဲ့ကြိုတင်ပြင်ဆင်မှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။မိုးလေဝသအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရတိုင်ဖုန်းမုန်တိုင်းဘာဘီဟာတရုတ်နိုင်ငံရဲ့လူဦးရေအထူထပ်ဆုံးကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ကြံကျန်းပြည်နယ်သို့ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။မုန်တိုင်းကြောင့်တနအီလ144ကီလိုမီတာဝန်းကျင်ရှိတဲ့အမြင့်ဆုံးတည်ငြိမ်လေတိုင်နှုန်းကိုဖြစ်ပေါ်စေပြီးကမ်းရိုးတန်းလူမှုအတိုင်းအဝိုင်းတွေမှာအရှိန်ပြင်းတဲ့လေပြင်းတိုက်ခတ်မှုတံကိုခံခဲ့ရပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဘီဟာပြည်မကြီးအတွင်းပိုင်းသို့ရွေ့ရှားသွားပြီးတဲ့နောက်တဖြည်းဖြည်းအားပျော့သွားခဲ့တော့လဲမုန်တိုင်းကြီးရဲ့ကြီးမားလာတဲ့မုန်တိုင်းလက်ပတ်မှုဧရိယာကြောင့်ဆိုတိုင်းစာမြင့်မားစွာဆက်လက်ရှိနေသေးဖြစ်လို့ပြည်내အမြောက်များမှာမိုးသီးထန်စွာဆက်လက်ရွာသွန်းနိုင်တဲ့ကြီးမားတဲ့ချင်းချောက်မှုတွေကြံ့ရင့်နေသေးရှိကြောင်းမိုးလေဝသတာဝန်ရှိသူတွေကသတိပေးခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းမရောက်မီကပင်ကြံချမ်းပြည်နယ်ဟာယခုနှစ်အတွင်းကြီးမားဆုံးသောဘေးလွတ်ရာရွှေ့ပြောင်းရေးလုပ်ငန်းစဉ်တွေကတစ်ခုကိုစတင်ဆောင်ရွက်ခဲ့ပါတယ်။ရေကြီးခြင်းမုန်တိုင်းတီတက်ခြင်းမြေပြိုခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းဘေးအန္တရာယ်များကြာရောက်နိုင်ခြေရှိသည်ဟုယူဆရတဲ့ဒေသမှပြည်သူ1.8 တန်းကျော်ကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ရှန်ဟိုင်းနဲ့ဖူကျင့်ပြည်နယ်အပါအဝင်အခြားသောဒေသများမှာလည်းအရေးပေါ်ကြိုတင်ပြင်ဆင်မှုများလုပ်ခဲ့ရပြီးအန္တရာယ်ရှိတဲ့နေရာများမှာဒေသခံများကိုရွှေ့ပြောင်းပေးခြင်းကယ်ဆယ်ရေးအဖွဲ့များကိုအသင့်အနေထားဖြင့်စောင့်ဆိုင်းစေခြင်းများလှုံ့ဆော်ခဲ့ရပါတယ်။တိုင်ဖုန်းမုန်တိုင်းဘာဘီကြောင့်ကြုံတွေ့ရမယ့်အကြီးမားဆုံးချိန်ချောက်မှုမှာအရှိန်မြင့်လေမုန်တိုင်းကြောင့်လည်းမကဘဲကျေပြန့်စွာရွာသွန်းမဲ့မိုးရေချိန်ပမာဏကြောင့်မှဖြစ်လာနိုင်ကြောင်းအာဏာပိုင်များကသတိပေးခဲ့ပါတယ်။မုန်တိုင်းကြီးဟာပြည်မအတွင်းပိုင်းသို့ရွေ့ရှားလာသည်နှင့်အမျှ၎င်း၏အပြင်ဘက်မုန်တိုင်းတိမ်လိမ်များဟာလည်းဒေသတော်တော်များများကိုဆက်လက်သက်ရောက်မှုရှိနေခဲ့ပါတယ်။မိုးသီးထန်စွာရွာသွန်းမှုကြောင့်ရုတ်တရက်ရေကြီးခြင်းမြို့ပြရေရှမ်းခြင်းမြစ်ရေတက်ခြင်းနဲ့မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်ခြင်းအပေါ်စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့ပြီးအထူးသဖြင့်တောင်ကုန်းတောင်တန်းများနဲ့မြေနေပိုင်းဒေသများမှာပုံမှုစိုးရိမ်ခဲ့ရပါတယ်။ကြံချမ်းပြည်နယ်ရဲ့ကမ်းရိုးတန်းဒေသများတွင်မူတိုင်ဖုန်းမုန်တိုင်းချင်းကပ်လာစဉ်အတွင်းဒေသခံများဟာအချိန်ပြင်းသောလေတိုက်ခတ်မှုနဲ့တောင်းကျမ်းနေသောပင်လယ်ပြင်အခြေအနေများကြုံတွေ့ခဲ့ရပါတယ်။ဒီအမှလှိုင်းလုံးကြီးများဟာကမ်းခြေကိုဒရက်ချန်ရိုက်ခတ်ခဲ့ပြီးအရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများကလည်းကမ်းရိုးတန်းကာကွယ်ရေးတတိုင်းကြီးများရေကြီးမှုထိန်းချုပ်ရေးအဆောက်အအုံများနဲ့အရေးကြီးသောအခြေခံအဆောက်အအုံများကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။အန္တရာယ်ရှိတဲ့ပင်လယ်ပြင်အခြေအနေများကြောင့်ဖြစ်ပွားလာနိုင်တဲ့ဖြစ်ရပ်ဆိုးများကိုကာကွယ်ရန်အတွက်ငါးဖမ်းရည်များကိုလည်းစိတ်ကမ်းများသို့ပြန်လာရန်အမိန့်ပေးခဲ့ပြီး
ဒေသတော်တော်များများမှာရေကြောင်းလှုပ်ရှားမှုများကိုဆိုင်းငံ့ခဲ့ပါတယ်။ဒါအပြင်အဆိုပါမုန်တိုင်းကြောင့်လမ်းမဆက်သွယ်ရေးလုပ်ငန်းများတွင်လည်းကြဲကြဲပြန့်ပြန့်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါတယ်။လေပြင်းတိုက်ခတ်ခြင်းနဲ့မိုးတိတန့်စွာရွာသွန်းခြင်းတို့ကလေစိမ့်လုပ်ငန်းလဲပတ်မှုကိုထိခိုက်စေခဲ့တဲ့အတွက်တရုတ်နိုင်ငံအရှေ့ပိုင်းတစ်ခွင်မှာရှိတဲ့လေကြောင်းလိုင်းများဟာလည်းလေကြောင်းခီးစဉ်ပေါင်းစုံရာနဲ့ချီဖျက်သိမ်းခဲ့ရခြင်းသို့မဟုတ်အချိန်ပြောင်းလဲခြင်းများပြုလုပ်ခဲ့ရပါတယ်။ရထားလမ်းအာဏာပိုင်များဟာလည်းအချို့သောလမ်းကြောင်းများတွင်ပြေးဆွဲမှုများကိုဆိုင်းငံ့ခြင်းသို့မဟုတ်ရှော့ချခြင်းများပြုလုပ်ခဲ့ရသလိုကတို့သမောပြေးဆွဲမှုနဲ့ကမ်းရိုးတန်းရေကြောင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းများလည်းယာယီရပ်ဆိုင်းခဲ့ရပါတယ်။အာဏာပိုင်များအနေဖြင့်အများပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးလှုံ့ဆော်ခဲ့တာဖြစ်သောကြောင့်မုန်တိုင်းတိုင်သည့်ဒေသအတော်များများမှာရှိတဲ့စာသင်ကျောင်းများနဲ့အပြစ်မဲ့လှုပ်ရှားမှုများကိုလည်းဆိုင်းငံ့ထားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့ကြီးများထဲကတစ်ခုဖြစ်တဲ့ရှန်ဟိုင်းမြို့ဟာလည်းဘာဘီချင်းကပ်လာစဉ်အတွင်းကြိုတင်ကာကွယ်ရေးအစီအမံများကိုလှုံ့ဆော်ခဲ့ပါတယ်။အာဏာပိုင်များဟာမုန်တိုင်းတိုင်မခံနိုင်တဲ့အန္တရာယ်ရှိနေရာများမှာပြည်သူထောင်ပေါင်းများစွာကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပေါ်လာနိုင်တဲ့ရေကြီးမှုနဲ့လေမုန်တိုင်းကြောင့်ပျက်စီးမှုများကိုရှင်းလင်းရန်အတွက်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကိုလည်းပြင်ဆင်ထားခဲ့ပါတယ်။မုန်တိုင်းအပြင်းထန်ဆုံးအချိန်မှာမလိုအပ်ဘဲခီးမသွားကြရန်တာဝန်ရှိသူများကတတိပေးထားတာကြောင့်မြို့ပြရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကိုအနီးကပ်စောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။မိုးလေဝသပညာရှင်များကဘာဘီကဲ့သို့သောကြီးမားတဲ့အပူပိုင်းမုန်တိုင်းစနစ်များသည်ပြည်မကြီးသို့ဝင်ရောက်ပြီးသည့်တိုင်အောင်အန္တရာယ်ရှိတဲ့ရာသီဥတုဆိုးရွားမှုများကိုဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်းအလေးနက်ထားပြောကြားခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်းဟာကုန်းတွင်းပိုင်းသို့ရွေ့ရှားသွားပါကလေတိုင်နှုန်းပုံမှန်အားဖြင့်လျော့နည်းသွားလေရှိတော့လဲကြန့်ရှိနေတဲ့မုန်တိုင်းလက်ပတ်မှုဧရိယာဆိုတိုင်းသာအမြောက်များကိုဆက်လက်သယ်ဆောင်သွားနိုင်စေဖြစ်တဲ့အတွက်မုန်တိုင်းစတင်ဝင်ရောက်ခဲ့တဲ့နေရာနဲ့ဝေးကွာသောဒေသများတွင်ပါမိုးသက်မုန်တိုင်းများကိုရက်ရှည်လာများဖြစ်ပေါ်စေနိုင်ပါတယ်။တိုင်ဖွန်းမုန်တိုင်းဘာဘီဟာကုန်းတွင်းပိုင်းသို့အားပြော့သွားခဲ့တော့လဲမိုးလေဝသအာဏာပိုင်များဟာ၎င်းရွေ့ရှားမှုကိုဆက်လက်စောင့်ကြည့်နေပြီးမိုးရွာသွန်းမှုကြောင့်တက်ရောက်မှုများရဲ့အတော်ကြာဆက်ရှိနေနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ထပ်မံရွာသွန်းတဲ့မိုးရေချိန်များကြောင့်မြစ်ရေများမြင့်တက်လာခြင်းမြေသားများအတွင်းရေစိမ့်ဝင်မှုပုံမပြည့်ဝလာခြင်းတို့ကြောင့်ကုန်းတွင်းပိုင်းပုံမကျရောက်တဲ့ဒေသများမှာလည်းရေကြီးနိုင်တဲ့အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။မုန်တိုင်းသင့်ပြည်နယ်များမှာရှိတဲ့အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီများဟာရေလောင်တမန်များမြစ်ချောင်းများရေနုံများနဲ့လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံများကိုဆက်လက်စစ်ဆေးလျက်ရှိပါတယ်။ကယ်ဆယ်ရေးအဖွဲ့များမိသက်သမားများဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ဘေးအန္တရာယ်တုံ့ပြန်ရေးဝန်ထမ်းများဟာရေကြီးခြင်းမြေပြိုခြင်းလမ်းပြတ်စီးခြင်းနဲ့လျှက်စစ်မီပြတ်တောက်ခြင်းစတဲ့ဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အခြေအနေများကိုတုံ့ပြန်ဆောင်ရွက်နိုင်ရန်အသင့်အနေအထားဖြင့်ဆောင်ဆိုင်လျက်ရှိပါတယ်။အာဏာပိုင်များကပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်မြစ်ချောင်းများကမ်းရိုးတန်းများတောင်ဆောင်များနဲ့ရေရှမ်းနေတဲ့လမ်းများကိုရှောင်ကျဉ်ကြရန်တရားဝင်မိုးလေဝသခန့်မှန်းချက်များကိုစောင့်ကြည့်ကြရန်တိုက်တွန်းခဲ့ပါတယ်။ဒါအပြင်အချိန်ပြင်းထန်တဲ့လေပုံတိုင်းများဖြတ်သန်းသွားပြီးသည့်တိုင်အောင်အထူးသဖြင့်မိုးဆက်လက်ရွာသွန်းနေတဲ့ဒေသများမှာအန္တရာယ်ရှိတဲ့အခြေအနေများကြန့်ရှိနေသေးကြောင်းတာဝန်ရှိသူများကပြည်သူများကိုထပ်မံတတိပေးခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်းဘာဘီဟာယခုနွေရာသီအတွင်းအာရှဒေသတချို့ကိုရိုက်ခတ်စေခဲ့တဲ့ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်များတွင်နောက်ဆုံးဖြစ်ပွားခဲ့တဲ့မုန်တိုင်းကြီးဖြစ်ပြီးယင်းဟာပြင်းထန်တဲ့ရာသီဥတုအခြေအနေများကြောင့်ကြုံတွေ့လာရတဲ့စိန်ခေါ်မှုများကိုပုံမထင်ရှားစေပါတယ်။မုန်တိုင်းရဲ့ပြင်းအားမှာတဖြည်းဖြည်းလျော့နည်းသွားလိမ့်မယ်လို့ခန့်မှန်းရပေမဲ့မုန်တိုင်းတန်တဲ့လူမှုအတိုင်းဝိုင်းများကနောက်ဆက်တွဲအခြေအနေများကိုစတင်ဖြည့်ရှင်းနေရပြီးဖြစ်၍ပြန်လည်ထူထောင်ရေးနဲ့ပျက်စီးဆုံးရှုံးမှုစမ်းစစ်လေ့လာရေးလုပ်ငန်းစဉ်များကိုလည်းဆက်လက်လှုပ်ဆောင်သွားရမှာဖြစ်ပါတယ်။နောက်ဆုံးရရှိကြတဲ့သတင်းအချက်အလက်များအရတရုတ်အာဏာပိုင်များဟာဘေးလွတ်ရာရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များအရေးပေါ်ကြိုတင်ပြင်ဆင်မှုများနဲ့အရေးကြီးသောအခြေခံအဆောက်အအုံများကိုကာကွယ်စောင့်ရှောက်ရေးတို့အပေါ်အတိအကထားလှုံ့ဆော်လျက်ရှိပါတယ်။ထိခိုက်ဒဏ်ရာရသေဆုံးမှုများနဲ့စီးပွားရေးဆိုင်ရာပျက်စီးဆုံးရှုံးမှုပမာဏတနိုင်ငံလုံးတိုင်းတာဖြင့်ဆန်းစစ်ချက်ကိုမူအပြည့်အဝထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်ဆေးမှုများနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များဆက်လက်လှုပ်ဆောင်နေသည်နှင့်အမျှနောက်ထပ်သတင်းအချက်အလက်များကိုလည်းဒေသခံတာဝန်ရှိသူများကထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းမျှော်လင့်ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ဗီဒီယိုကို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ။နောက်ထပ်ထူးခြားဆန်းသစ်တဲ့မိုးလေဝသနဲ့သဘာဝဘေးအန္တရာယ်သတင်းအကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။